ပေးသက်ကြီးတို့ရေမြမသမိုင်းမှာခွန်အားဗလာအကြီးမားဆုံးနဲ့ဩဇာအာဏာအကြီးဆုံးလို့သတ်မှတ်ကြတဲ့38မင်းဝင်နတ်တစ်ပါးအကြောင်းကိုပြောပြပါဆိုရင်ဗပဲမောင်တဲ့တွေကိုပြင်းမြင်ကြမှာပါဘယင်ကိုယ်တိုင်ကြောက်ရွံ့ခဲ့ရတဲ့သူ့ရဲ့ခွန်အားနဲ့ဝမ်းနည်းစရာကောင်းတဲ့နေ့တုန်းဟာဘယ်လိုရှိခဲ့လဲဆိုတာဒီနေ့ဒီဗီဒီယိုမှာအစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကောင်းပြည်ကြီးကိုအင်းဝမင်းဆက်တို့မဟုတ်တကောင်းမင်းဆက်စိုးစံစဉ်အခါကတကောင်းမြို့ဟောင်းမှာဗပဲဆရာကြီးဦးတင်ခဲနဲ့ဒေါ်ငိမ့်တို့မှာတားတစ်ယောက်သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။တားရဲ့အမိကတော့မောင်တင့်တယ်ဖြစ်ပြီးသူ့ရဲ့ထူးခြားချက်ကငယ်စဉ်ကတည်းကခနာကိုယ်ထွားကြရင်ပြီးခွန်အားလွန်ကြီးမားသူဖြစ်ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့လက်ဘွားနဲ့ရိုက်လိုက်ရင်တန်ချောင်းတွေဟာပျော့ဖတ်သွားပါတယ်။စင်ပြောင်9စီးအားနဲ့ညီမျှတယ်လို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်။အဘဲဖို့မှာသူ့ထူးလိုက်တဲ့အတန်ဟာတကောင်းမြို့တစ်မြို့လုံးကိုကျင်းသွားရတော့အောင်ကျေလောင်လာပါတယ်။မောင်တင့်တယ်ရဲ့ကြော်ကြားမှုနဲ့ခွန်အားဟာတကောင်းမင်းကြီးရဲ့နားထဲကိုရောက်သွားပါတယ်။ငါထီနန်းကိုလူယူမဲ့သူဖြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်စိတ်နဲ့မောင်တင့်တယ်ကိုဖမ်းဆီးဖို့မိန့်ထုတ်ခဲ့ပါတယ်။မောင်တင့်တယ်ဟာဘရင်ရဲ့တက်တွေကိုတိတ်ရှောင်ပြီးတိုးထဲမှာပုံအောင်နေခဲ့ပါတယ်။ဒါကြောင့်ဘရင်ဟာပရိရဲ့တုံးမာတော့တယ်။မောင်တင့်တယ်ရဲ့ညီမဖြစ်သူမျက်လှဝါစောမဲ့ရာကိုမိဖုရားဖြစ်တင်မြောက်လိုက်ပြီးသူမကနေတဆင့်မောင်တင့်တယ်ကိုနန်းတော်သို့ဖိတ်ခေါ်ခိုင်းခဲ့ပါတယ်။ညီမဖြစ်သူရဲ့စကားကိုယုံပြီးမြို့ထဲကိုဝင်လာတဲ့မောင်တင့်တယ်ကိုဘရင်ကဖမ်းဆီးလိုက်ပါတယ်။ထို့နောက်စကားဝါပင်ကြီးမှရှိနှောင်းပြီးမိတိုက်တက်ဖို့မိတ်ပေးခဲ့ပါတယ်။မောင်တင့်တယ်မိပုံထဲမှာအလောင်းကန်ရနေချိန်မှာညီမဖြစ်သူမိဖုရားကြီးဟာလည်းမောင်ဖြစ်သူကိုမကယ်နိုင်တဲ့အစုံမောင်တော်နဲ့အတူတည်ပြစေဆိုပြီးမိပုံထဲကိုခုန်ဆင်းသွားခဲ့ပါတယ်။မောင်နှမနှစ်ဦးလုံးမိလောင်ကျွမ်းပြီးကွယ်လွန်သွားခဲ့ကြပါတယ်။မိဖုရားကြီးရဲ့မျက်နှာပဲကြံခဲ့တာကြောင့်နောင်မှာရွှေမျက်နှာနဲ့မင်းကြီးလို့လည်းခေါ်ဆိုကြပါတယ်။မောင်နှမနှစ်ဦးလုံးဟာမကျွတ်မလွတ်ပဲစကားဝါပင်ကြီးမှာနှက်စိမ်းဖြစ်ပြီးနေထိုင်ကြပါတယ်။အဲဒီအပင်သားကိုရောက်လာသမျှလူနဲ့တိရစ္ဆာန်တွေကိုဒုက္ခပေးတဲ့အတွက်ဘုရင်ကြီးကစကားဝါပင်ကြီးကိုအမြစ်ကနေတူးပြီးအေယာဝတီမြစ်ထဲကိုမျှောချခဲ့ပါတယ်။အဲဒီသစ်ပင်ကြီးဟာဗကံပြည်ကိုမျောပါသွားပြီးဗကံမင်းတည်လေကြောင်မင်းလက်ထက်မှာဆယ်ယူခဲ့ပါတယ်။မင်းကြီးကသစ်ပင်ကိုနှက်ရုပ်ထူလို့ပြီးပုတ်ပါတောင်မှာထားကြည့်ပူဇော်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီးမဟာဂီရိတောင်ကြီးရှင်နတ်မင်းကြီးအဖြစ်ကြော်ကြားလာခဲ့ပါတယ်။မြန်မာအိမ်တိုင်းမှာအုံသီးကိုအဝိနေစီးပြီးဆွဲထားတတ်ကြတာဟာမောင်တင်တယ်တို့မောင်နှမကိုအိမ်ဆောင်နှံအိမ်တွင်းမင်းဖြစ်ပူဇော်တာပဲဖြစ်ပါတယ်။မီးလောင်ပြီးတည်ခဲ့ရတာကြောင့်သူတို့ရဲ့အပူကိုငြိမ်းစေဖို့အုံရီအေးအေးနဲ့ပူဇော်တဲ့အစဉ်လာပေါ်ပေါက်လာပါတယ်။ဒါကတော့ရှစ်ခင်ရတဲ့ညီမဖြစ်သူရဲ့စကားကြောင့်အသက်ပေးလိုက်ရတဲ့ဗပဲမောင်တင်တယ်ရဲ့ဝမ်းနည်းစရာတမိုင်းအကြောင်းပဲဖြစ်ပါတယ်။အခုထိလည်းမြမရိုးရာယုံကြည်မှုမှာအိမ်တွင်းမင်းဖြစ်တည်ရှိနေသေးပါ။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။နောက်ထပ်လည်းဘလို့တမိုင်းဝင်ပုံကူတွေအကြောင်းသိကျင်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါအောင်ဗျာ။